အပြည့်စည်အသေးပြောင်းအဆုံးချုံမှုအများဆုံးငလင်တွေကစကိုင်းငလင်ကြောပေါ်မှာပဲလှုပ်ကြပါတယ်အပြည့်စည်များတဲ့အကြောင်းရင်းကလည်းအဲ့ဒီစကိုင်းငလင်ကြောပေါ်မှာမြန်မာနိုင်ငံရဲ့လူကြီးအထူးထဆုံးဖြစ်ပါတယ်အဲ့ဒီစကိုင်းငလင်ကြောရဲ့ငလင်ကြီးတစ်ခုလှုပ်ဖို့ return period ကလည်းအများကြီးကျော်လွန်နေပြီဒီချက်ကတော့တတိထားမယ်အချက်လိုပဲမြင်ပါတယ်စကိုင်းငလင်ကြောမှာလှုပ်တဲ့ငလင်တိုင်းဟာနံပါတ်1ငလင်ရဲ့ epicenter ဟာတိမ်ပါလေ shallow depth လို့ခေါ်ပါတယ်အဲ့လိုအနက်တိမ်တဲ့ငလင်တွေဟာအပြည့်စည်များတတ်ပါတယ်အဲ့ဒီလှုပ်တဲ့ငလင်ကအနက်တိမ်တွေမှာဖြစ်တဲ့အပြင်အဲ့ဒီအင်အားကအနည်းဆုံး9ကျော်သွားမယ်ဆိုရင်တော့ဒါအပြည့်စည်များတာပါပဲတမိုင်းကိုပြန်ကြည့်ရင်မြန်မာနိုင်ငံမင်းဆက်အဆက်ဆက်ခေတ်အဆက်ဆက်ရဲ့မြို့တော်တွေဟာစကိုင်းငလင်ကြောပေါ်မှာပဲတည်ထားခဲ့ပါတယ်မန္တလေးအမရပူရနောက်ပြီးတော့အောက်ဘက်ဆင်းလာရင်ဟန်တာဝတီစသဖြင့်ပေါ့နော်ကျွန်တော်ကြည့်ခဲ့ရင်တကောင်းအလုံးကြီးဟာစကိုင်းငလင်ကြောပေါ်မှာရှိပါတယ်လူကြီးကလည်းထူထပ်ပါတယ်အဲဒါကြောင့်အပြည့်စည်အများဆုံးငလင်ကတော့စကိုင်းငလင်ကြောဖြစ်တယ်တတိထားမယ်အချက်လိုပဲမြင်ပါတယ်